ဒါရောကိုအခုလိုဓာတ်မိတ်အကိတ်ကြီးထွက်ပြီးတော့ကျန်းကျင်လာဒါရောကိုဓာတ်မိတ်အကိတ်ကြီးနဲ့ကျန်းကျင်နေဆိုရင်တော့ဘရာသာတို့အနေနဲ့ဓာတ်မိတ် item တွေပဲဆက်ရမှာဖြစ်ပါတယ်ဒါရောကိုခြုံနေရနေပြီးတော့ enemy တွေကိုဓာတ်မိတ်အကိတ်ကြီးနဲ့ surprise တိုက်လို့ရအောင်ပထမဦးဆုံး item ကို Blade of the Hunter စီဆက်ရမှာဖြစ်ပါတယ်ဒုတိယ item ကိုတော့ Sky Viaza ကိုဆက်ပေးရမှာဖြစ်ပါတယ် Sky Viaza ရဲ့စတက်ကများလာလေဒါရောရဲ့ ultimate ဓာတ်မိတ်ကလည်းပို့ပြီးတော့ကိတ်လာလေပဲဖြစ်ပါတယ်ဘရာသာတို့အနေနဲ့ဒါရောရဲ့ scale ကိုတောင်းကို short ချဖို့နဲ့ဒါရောရဲ့ movement speed ကိုမြန်စေဖို့ဆိုရင်တတိယ item ကို Hunter Strike ဆက်ပေးရမှာဖြစ်ပါတယ်ဒီ item 3ချောင်းနဲ့တင်ဒါရောကဓာတ်မိတ်တော်တော်လေးကိုထွက်နေပါပြီ၄ချောင်းမြောက် item မှာတော့ physical damage အကိတ်ကြီးတွေကိုပေးတဲ့ဓာတ်စိမ်းကိုဆက်ပေးရမှာဖြစ်ပါတယ်နောက်ဆုံး item ကိုတော့ brother တို့အနေနဲ့ import လေးကိုဆက်ပေးလိုက်မယ်ဆိုရင် maximum နေမိတွေအတွက်ကတော့အိမ်မက်ဆိုးပေါ့ဗျာ